ဒီကနေ့ရဲ့ထူးခြားတဲ့သတင်းတပုတ်အနေနဲ့အာရခတက်တော် AA စီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့မရာနေမီအုပ်ချုပ်ရေးကောင်စီ MTC တို့ရဲ့တွေ့ဆုံမှုအကြောင်းသိဆက်ပေးချင်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာ AA စီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့မရာနေမီအုပ်ချုပ်ရေးကောင်စီ MTC မရာလန်ကာကွယ်ရေးတပ်ဖွဲ့ MTF ကအကြီးအကဲတွေဟာအရေးကြီးတဲ့တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ဒီသွေးဆုံမှုနဲ့ပတ်သက်ပြီးမရာနေမီအုပ်ချုပ်ရေးကောင်စီဘက်ကဖေဖော်ဝါရီလ10ရက်နေ့မှာတရားဝင်ထုတ်ပြန်လိုက်တာပါ။ MTC ရဲ့ထုတ်ပြန်ချက်မှာတော့ ULAAA နဲ့မရာလူမျိုးစုတွေအပေါ်မဟာမိတ်ထဲပို့တဲ့ဂရုစိုက်မှုနဲ့ဖော်ရွေမှုတွေပြသခဲ့တဲ့အပေါ်အထူးလေးစားချီးကျူးတင်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင်အနာဂတ်မှာလည်းအပြန်အလှန်ယုံကြည်မှုနားလည်မှုတွေအပေါ်အခြေခံပြီးပုံမခိုင်မာတဲ့လက်တွေပူးပေါင်းမှုတွေတည်ဆောက်သွားမယ်လို့ဆိုပါတယ်။လက်ရှိမှာမရာလန်ကာကွယ်ရေးတပ် MTF ဟာအာရခတက်တော် EE တာမကချင်းအမျိုးသားကာကွယ်ရေးတပ် CNDF နဲ့တခြားသောချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါဟန်ချက်ညီညီစစ်ရေးရာပူးပေါင်းဖော်ဆောင်နေတာဖြစ်ပါတယ်။အခုလိုဗိုလ်ချုပ်ထွန်းရနိုင်တဲ့တိုက်ရိုက်တွေ့ဆုံမှုဟာဒေတာတွင်းတည်ငြိမ်ရေးနဲ့တော်လှန်ရေးအင်အားစုတွေကြားစီးလုံးညီညွတ်ရေးအတွက်အားတက်စရာခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။